ကျတော့ငါဒီနေ့ဝါဆိုလာပြည့်နေ့ဆိုတော့ငါဖိုးကြီးကြောက်သွားပြီးတော့ဆုံးလောင်းရမယ်ဆိုတော့ငါဒီနေ့ကငါညမလေးနဲ့တူတူဟေးတီဟေးရွက်တွေပါရေးတွားဝယ်လိုက်အောင်မယ်ဆိုတော့ငါထမယ်โอเคဟောမိုးကလည်းရွာနေပြန်ပြီကွာမိုးကမနက်၄နာရီပဲရှိသေးတာကွာမိုးကလည်းအမြဲတမ်းရွာနေတာပဲကဲထားလိုက်ပါတော့မိုးရွာနေဆိုတော့လည်းငါညမလေးကကျတော့အိမ်ညဆိုတော့ငါပြီးမှာပဲသွားနှုတ်လိုက်တော့မယ်အခုကကျတော့ရေလေးပါလေးသွားရေမိုးချိုးမျက်နှာလေးပါလေးတက်အဲ့လိုလုပ်လိုက်အောင်မယ်โอเคမျက်နှာရေးတက်လိုက်အောင်မယ်မျက်နှာတက်မယ်မဟုတ်ထောင်းနေရမှာထောင်းနေမျက်နှာတက်မယ်ကဲမျက်နှာလေးတက်မျက်နှာတက်ပြီးတော့ပြီးဆိုတော့ငါရေလေးပါလေးတော့ချုံမယ်ရေတော့ချိုးရမယ်ဆိုငါအင်ကြီးရေတော့လဲအောင်မယ်ဟွာတပတ်အောက်ထပ်မှာပဲတော့လဲလိုက်တော့မယ်ညမလေးကတော့အိတ်အောက်ထပ်မှာပဲငါတော့လဲလိုက်တော့အဲ့လေပါလေးလဲပွားပြီဆိုတော့တဲ့ငါရေတော့ချိုးမယ်ပေါ်တယ်မှာမိုးကရွာနေသေးတော့ပဲဆိုငါရေတော့ချိုးမယ်ခီလေးရတယ်ဟာအေးဆက်နေရပဲမိုးကလည်းရွာနေရဆိုတော့ကဲထားလိုက်ပါတော့အဲ့တော့လည်းငါညမလေးကိုငါသွားနှုတ်မယ်ဟိုကရေဦးစောကြတော့ကအင်ကြီးလဲမယ်အင်းလည်းမဟုတ်မရှိပေါ့အင်ကြီးလဲလိုက်အောင်မယ်ဒီကြောက်တော့မှဆိုတော့ကထပ်ပိန်လေးပဲလဲလိုက်တော့မယ်အခုရေဦးစောငါမနက်စာလေးပါလေသွားစားမယ်ဆိုတော့ငါညမကိုငါမနှိုးသေးဘူးငါဟင်းနေပါချက်လိုက်အောင်โอเคထမိန်လေးပဲလဲထားလိုက်တော့မယ်ငါညမကိုလည်းပြီးထမိန်လေးထားရမယ်ချင်းနဲ့အောင်မယ် no ဆက်ပြီးသွားပြီဆိုတော့ဟိုဘောမှာလည်းငါနက်ဆိုင်ပါတည်ပြီးသွားပြီဆိုတော့ငါညမကိုငါသွားနှုတ်လိုက်အောင်မယ်ငါညမတော့မိုးအီဒီနဲ့အိတ်နေတာငါစော်ကြီးထားတယ်သူ့လည်းငါစော်ကြီးထားဟာရမှာစော်ကြီးချုပ်ပြီးအိတ်နေရတော့မလေးရဲ့ထားတော့လေမိရဲ့ဟာကဲမမမီမီထားမယ်နော် โอเคအခုမမကနေပြီးတော့ဟိုမနက်စာလေးတွေကိုစပွဲခေါက်သွားတက်လာအောင်မယ်မိမိကရေမိုးချိုးဝစားလဲပြီးတော့ထွက်လာခဲ့နော်โอเคလားဟာကဲမမโอเคအဲ့ဆိုရင်သွားမယ်မအရင်ဦးဆုံးကသွားပြီးတော့မနက်စာပါရေးဒီဘောစပွဲခေါက်ပေါ်တက်လာအောင်မယ်โอเคအကဲဒီပြီးဝိုင်းဆိုတော့ငါဒီမှာထိုင်စားလိုက်ပါဦးမယ်လေငါအဲ့ရရဲ့နူလာပြီးဆိုတော့ငါရမူလီပါလီတော့ချူရအောင်မယ်မမကတော့ချောက်နေရကရိုက်တာဟုတ်တယ်မမချက်ထားတာမြင်စားတော့ပြီးမမတို့ကစူပါမားကတ်ကိုတွားပြီးတော့ဟင်းတီဟေးရွက်တွေဝယ်မယ်အသားငါးဝယ်ပြီးတော့ဖော်ကြီးဆိုတော့ကကြမယ်နော်ဒီနေ့ကဝါဆိုလာပြည့်နေမို့လို့လေဟုတ်ပြီလားဟုတ်ပြီမမဘယ်လိုကြည့်ရလဲပစ်ကလေးရှိရလေမိမိကလည်းโอเคလားအဲ့တော့မတော့တော်ပြီမိမိရောတော်ပြီလားတော့โอเคလာတော်ပြီလို့လည်းပြောသေးတယ်မိမိရဲ့လာအဲ့ဆိုရင်မမအယူဆုံးပတ်ဆိုင်တွားယူထားလိုက်အောင်မယ်သလားโอเคမမโอเคမပတ်ဆိုင်တွားယူထားလိုက်အောင်မယ်တက်ပေအယူပြီးဆိုတော့မိမိစားတော့မအရှိမခဏဆောင်နေမှာသလားဟက်ကဲโอเคငါစားလို့လည်းပြီးသွားငါလည်းတော့ပြီးငါမင်းမြတ်တော့မှဖြစ်နေဟာလိုက်ကြိုက်ပိတ်လာလိုက်ကြပိတ်ရမိမြန်လို့ဟုတ်ကဲ့မိဒီမာလီလောက်နေရပစ္စည်းတိန်းနေလို့ရတယ်အဲ့ဒါထားခဲ့လိုက်တော့ဘာမှမဖြစ်ဘူးမြင်လာမတော့နောက်ကျနေအောင်မယ်တော့ကြအသားငါးတွေကပစ္စည်းပြတ်သွားမှာဆိုလို့လာโอเคသွားမယ်ရေသွားမယ်မိုးရွာနေမေ့နေတာပတ်ဆိုင်ဒီပဲမလှည့်ယူနေမထီးယူလာမယ်တလားမိုးကရွာနေတာဆိုတော့လေဟုတ်ပြီလားမိနာမခဏနေနော်โอเคဘာရောနည်းနည်းတော့တက်သွားပြီတလားအဲ့တော့မမတို့ကဒီတိုင်းပဲသွားလိုက်တော့မယ်လေနော်ဟုတ်ကဲ့မမโอเค
မရဒီတိုင်းပဲမြင်မြင်လမ်းလျှောက်ပြီးပဲသွားလိုက်တော့မယ်နည်းနည်းနီးပါရတလား ဟုတ်ကဲ့ တားငိုက်သွားဝယ်ရမှာဆိုတော့လေ ဟုတ်ကဲ့ စူပါမားကတ်ကိုရောက်တော့အခါကဲမိမိရေမရဒီမှာစူပါမားကတ်ကိုရောက်ပြီတလား ဟုတ်ကဲ့မမိုက်တဲ့ရောစာရီကအတုဖွင့်လာလား ဟုတ်တယ်သူကနဲ့အသက်ဖွင့်တာမကြသေးဘူးဟိုတစ်ပတ်လောက်ကမှဖွင့်တာလေတလား အော်မရဲ့တိလား အဲ့ဆိုလို့ရှိရင်မိမိလည်းရှောက်ပတ်ကြည့်လိုက်နော်တလားမမလည်းဒီမှာအသားငါးတွေပါကြည့်လိုက်အောင်မယ်โอเคလား အော်မမြကြည့်နေတာကြည့်မ โอเค ပြီးတော့ရှောက်ဝယ်မှာနော် မရှောက်ပတ်ကြည့်လိုက်အောင်မယ်မိမိလည်းရှောက်ပတ်ကြည့်လို့ရတယ်ဟုတ်ပြီလားမဒီနားမှာအသားငါးကြည့်လိုက်မယ်โอเค ဟုတ်ကဲ့မကြည့်မှာနော် အေးကြ ဝယ် ည့် မှာနော်အမအဲ့တော့မဝယ်ပါနော် အော်ပြမိုးဝဲနဲ့လေအများကြီးစီကြည့်ရတော့မွေနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ဟုတ်ကဲ့မမအော်တကစားစီစားစီရလူနေရအော်ဒီမှာကိတ်မောကိတ်ဟုတ်တယ်လေမမတောက်ပြီးဝယ်ခိုင်းမယ်မမဒီမှာကိတ်မောတွေရှိတယ်မမရဲ့ ဟောမိမိကလည်းမမတို့ကဖိုးကြီးကြောက်တော့မလေးဖိုးကြီးကြောက်ပြန်လာဝယ်ပေးမယ်ဟုတ်ပြီလား ဟုတ်ပြီမိပိုက်စားလို့ဒီနေ့မိမွေးနေ့ဖြစ်နေလို့ အော်မိမိပွင့်နေရမနှက်ရမလေးဘာပြောနေရလဲ ဟာအဲ့မစီစားစီရလေးလည်းဝယ် ဟောမိမိကလည်းရှောက်မလုံးနဲ့လေတော့ဈေးဆိုင်ပိုင်ရှာဟိုနားမှာရှိရဲ့ ဟာဟလား ဟုတ်တယ်အမအသေးတွေပါရှောက်ပတ်ကြည့်လိုက်တော့တလား အဖေအော်ဘနာနာလားအော်ရီလာမသိအော်ရီဒါအဖေဝါမိုက်တယ်မအပြေထွက်ရပါဟာဟုတ်ကဲ့ပါအမကျမကျူပါတယ်တက်တာ ဟိုဘက်မှာလည်းမိအေးဟိုဟာရှိရဲ့ရှောက်ပတ်ကြည့်လိုက်အောင်နော်မဖျဲသေးရပါရှိရဲ့တလား ဟုတ်ကဲ့မရှိပြီဝါဒါနို့တွေလားကိုကာကိုလာလား Yeah, happy ငါအမငါ့ကိုရောက်ပြောအောင်လိုက်ပို့တယ် ဟိုချင်းနာလေးတွားရလာမယ်တလားအသားငိုက်ထဲပို့လေဒီမှာလေးအမချင်းနာလေးယူချင်တယ်နော်ဟုတ်ကဲ့ပါအမရပါတယ်โอเคဒီမှာချင်းနာနေပါယူပါဆိုတော့မိမိလည်းရှောက်ပတ်ကြည့်အသားကြီးပါထဲလိုက်အောင်ကဲထဲပွားပြီဆိုဟိုဘက်မှာအသီးရမရှောက်ထဲလာမှာနော်ဟိုမှာဟင်းသီးဟင်းရွက်တွေစိမ့်ကြော်လေးပါလေးလောက်ရမှာဆိုထဲလာအောင်မယ် မမီလည်းဒီပါလေပိတ်ကြည့်ပါဦးမနောက်ပဲလိုက်ပေးနေရတယ် အော်အေးရရလေကြည့်ရှောက်ကြည့်နော်မဒီနာမှာကော်ပီပတ်ပွေးကြော်တော့ဘာမှကြည့်လာမတက်လား ဟာအဲ့ဆိုမင်းတို့ပေးလို့လေ အေးပေးလို့မတော်တော့ ကဲမမမီတေချာသွားလိုက်မယ်နော်အေးဟဲ့ချီမမဖာလဲမသိဖာမမအေး မိမိရေလို့ရှောက်မတက်ကဘူးလေ ဟဲဟိုဒီလိုရရလားလိုရရမမရဲ့မနောက်တစ်ခုထထားမယ်ဟာဟီယာဟာယာဘီဟာပါရှိ ဆိုတော့မမီလာလေအော်ဘာရှောက်လို့နေတမလာမโอเคလား တဲ့မမကပဲမင်းခုနမလေးအိတ်တီရှောက်လောက်ထား ဟောမိမိရေမိစုခံရမှာနော်မိမိကမနောက်ခါလောမခေါ်တော့ဘူး ဟာမမ အဲ့ဆိုနောက်ခါကျရင်ငြိမ်နေရမယ်ကြားလား ဟုတ်ကဲ့ ဒီမလေးရေဒါလေးရှိမယ်နော်အလုံးပေါင်းဘယ်လောက်ကြလဲဟုတ်ကဲ့မဒါလေးအလုံးပေါင်းတော့9တောက်ကြပါရနော်ဟုတ်ကဲ့နော်ဒီမှာ9တောင်းပါနော်ဒီမှာပါပစံဟုတ်ကဲ့ကျေးဇူးပါပေးပါအောင်နော်အမโอเคပါမိရလာတော့မယ်လားမြင်လား မိစနာဝါလူရှမ်းလုံးနဲ့နော်နောက်တစ်ခါဟုတ်ကဲ့ လာမြို့မှာလက်တွဲမယ်တော့မယ်မာလည်းရှောက်ပြီးပဲတော်တော့မတက်လား မမခုနမလား ဟုတ်တယ်လေမာအေးဟိုနာမနဲ့ညီပါဆိုင်နဲ့လေးတီလား မတော်ပြမဲ့လေး ခေါ်ကြီးကြောင်းတွားမယ်တလားမီနော်ငိမ့်နေနော်တလား အေးစီ
ဘာဖောက်ကြောက်ပြလာပြီးမှကိတ်မုတ်ကြည့်မယ်နော်တလား ဟာမဖောက်ကြောမိမိဖောက်ကြောမငငယ်အောင်နေမယ်ဒါမှမိမိရှောက်ပတ်ကြည့်နေမိမိမတွေ့ဘူး အော်အရန်ဝဲနေရမှာတော့နေနော်တလား ဟုတ် မိုးတော့တရားဘောဟဲအုံ ဟို အုံ မှာ နေလို့ ဖ ပဲ ဖေးအေးဖဖေးအေး ဘာရှော့ပြောနေလေသူများအိမ် အေး ကဲမအိမ်လေးရောက်ပြီးဆိုတမ်းโอเคလား မမဘာလို့ တော်တရားဘောလေမိရဲ့မရိုလေးမလည်းမိုးကအုံနေလို့လေတိလား ဟာမမဘာလို့မမအေးပြန် ဆိုတော့မယ် မမဘာလို့အေးပြန်လာတော့ဖောက်ကြောက်သွားရမှာမဟုတ် ဟာဒီမှာဟင်းနေပါချက်ကမယ်ပြီးရင်အမှသွားရမယ်မိမိရဲ့တိလားနော်โอเคလား ဟုတ်ကဲ့ဒါမဲ့မိလဲလို့ပဲမိမ မိ မ မိလေမမနဲ့တူတူဝိုင်းကူရမယ်ဟုတ်ပြီလား အော်မိမမအပေါ်တည်းကြည့်ကြည့်လို့ အော်အေးတော့ကြည့်အဆုခဏနေမမဒီမှာဝယ်လာတဲ့ပစ္စည်းလေးအယိုးဆုံးချလိုက်မယ်โอเคလားမိပြီးရင်တော့အပေါ်တက်သွားကြည့်လို့ရတယ်ဟုတ်ပြီနော် ဟာကြည့် ကြည့်လေမဒီပါဟိုဟင်းနေချက်နေရသလားမမခေါ်ရေးပြန်လာမယ်နော်ပြီးရင်အသီးရွက်တွေဘာဝိုင်းချွေပေးရမယ် ဟုတ်ကဲ့တစ်တယ်ဒီခိုင်းမှာနော် အေးသွားကြည့်နော်မမခေါ်လာရေးပြန်လာမယ် ကြည့်မယ် မိရေမမခေါ်ရေးပြန်လာခဲ့ရမယ်နော်ဟုတ်ပြီလား ဟုတ်ပြီ ဟိုမိုက်ရတာခိုင်းရကြရှိချိုးရအီးပါကြည့်လားဟာအင်းလာရှက်နေတော့ပဲဒါလီလက်တဲ့ပြောရရင်အခဏနေခဏနေဒါဖေးနေရဤဟုတ်တာအော်